ကကြီးဟာမတမ်းကြောက်စရာကောင်းတယ်ကိုလှုပ်တဲ့ကံကြမ္မာပုံရိပ်တွေဟာကိုယ့်ဘဝမှာလာပြီးတော့ပေါ်နေတတ်တယ်ဒါကြောင့်မို့လို့ဘုန်းကြီးတို့တွေမကောင်းတဲ့ကံတွေမလုံးမိအောင်ကောင်းတဲ့ကံတွေများများလုပ်ဖို့ကိုယ်သာလင်ပဓာနာကိုယ်စိတ်ကိုဖြူစင်အောင်ထားပြီးတော့ကြိုးစားအားထုတ်ကြရမှာဖြစ်တယ်အဲ့ဒါလို့မလုပ်ဘူးဆိုလို့ရှိရင်ကံကြမ္မာပုံရိပ်တွေဟာကိုယ်စီကိုရောက်လာမှာပဲဒါရှောင်လွှဲလို့မရဘူးအားလုံးဟာကံကြမ္မာရဲ့ကောင်းမွေဆိုးမွေတွေကိုလှုပ်တဲ့လူခံရတယ်ဆံရတယ်ဘာဖြစ်လို့ခံရဆံရတော့ဆိုကိုယ်တဏ္ဍာမှာဖြစ်တဲ့အရာကိုယ်တဏ္ဍာမှာဖြစ်တဲ့အရာဆိုတာကိုယ်ပဲခံရစဉ်းစားကြည့်လေကိုယ်ခန္ဓာကိုယ်မှာယောဂတစ်ခုရတယ်ဆိုရင်ဒီပြင်လူကခံရလားကိုယ်ခံရတာလားကိုယ်သွေးသားထဲမှာဖြစ်ရင်ကိုယ်ပဲခံအဲ့ဒါလိုပဲအကုသိုလ်ဆိုတာကိုယ့်ရဲ့စိတ်ထဲမှာဖြစ်တယ်ကုသိုလ်ဆိုတာလည်းကိုယ့်ရဲ့စိတ်ထဲမှာဖြစ်တယ်ကိုယ့်ရဲ့စိတ်ထဲမှာဖြစ်တော့ကိုယ်သာလင် responsible ပေါ့ကိုယ်နဲ့ပဲပတ်သက်တယ်သူများလည်းဘာမှမဆိုင်ဘူးအဲ့ဒါကြောင့်မို့ဒီလိုကိုလှုပ်တာကိုပဲခံရတယ်ဆိုတဲ့ကမ္မတက္ကတာတမ္မာဒိဋ္ဌိဟာဘုရားဘာသာအတိုင်းမရှိဒါမရှိရင်ဘုရားဘာသာမဖြစ်နိုင်ဘူးနော်ကံကံဤကျိုးလက်ခံယုံကြည်ခြင်းဆိုတဲ့ကံကံဤကံသာလင်မိမိရဲ့ဥစ္စာကိုယ်ပိုင်ဥစ္စာဖြစ်တယ်ကိုယ်ပိုင်ဥစ္စာဖြစ်တယ်ဆိုတာဘာကိုပြောတာတော့ဆို I am responsible ဖြစ်တာပြောတာနော်ကိုလှုပ်တာကိုပဲတာဝန်ယူပါကောင်းတာလှုပ်လို့မြတ်စွာဘုရားဟောတယ်လေယံကမ္မံဂရိတန္တိကလျာဏံဝါပဝကံဝါတတ္တကမ္မတ္တဒါဘုိတ္တမှာလေတို့ဘာလှုပ်လို့ကောင်းတာလှုပ်လို့ဆိုးတာလှုပ်လို့သမျှတို့အကောင်းအမွေဆိုးမွေတို့ပဲခံရမယ်ဒါမှန်ကန်တဲ့အမြင်တစ်ခုပဲတဲ့တကယ်လဲအဲ့တိုင်းခံရမှာဒါက the law of karma ပဲနော် the law of karma ကမ္မနိယမလို့ခေါ်တယ်ဒီတိုင်းသွားတာဒါဘယ်သူမှဖန်ဆင်းတာမဟုတ်ဘူးကိုယ်တဏ္ဍာမှာဖြစ်တဲ့ဟာရှောင်လို့ရောရမလားမရဘူးနော်ကိုယ်ခန္ဓာကိုယ်ကထွက်နေတဲ့အရိပ်ကိုခြေဖြတ်လို့ရရလားမရဘူးမရတယ်လို့ပဲသူကကံကြမ္မာဆိုတာလေလုံးလို့မရဘူးလို့ဒီလိုဆိုလို့တယ်အဲ့တော့ကိုယ်တဏ္ဍာမှာကောင်းတဲ့ကံတွေဖြစ်နေအောင်ဘုန်းကြီးတို့တွေဟာအမြဲတမ်းတတိထားပြီးတော့အကြောင်းတရားတွေဟာအခုလိုအကြောင်းနဲ့အကျိုးဆက်သွယ်ပြီးတော့ဖြစ်ပေါ်နေတယ်တန်တရားကြီးထဲမှာဆင်းရဲကြတယ်ဆိုတာလဲအကြောင်းကြောင့်ဖြစ်တာပဲဆင်းရဲမွဲတေချမ်းသာဒုက္ခရနေကြတယ်ဆိုတာလဲပဲအကြောင်းမကင်းဘူးအဲ့တော့ကောင်းတဲ့အကြောင်းတွေရဲ့အကျိုးပေးလှဲတဲ့ပုဂ္ဂိုလ်တွေကောင်းတာတွေလုပ်လို့ကောင်းတဲ့အကျိုးတွေကိုရနေကြတယ်မကောင်းတာလုပ်ရင်မကောင်းတဲ့အကျိုးတွေကိုခံစားနေရတယ်ဆိုတဲ့ဒီကမ္မနိယမသဘောတရားကိုယုံကြည်စွာမှတ်သားပြီးတော့ကိုယ့်ကိုယ်ကိုကောင်းတဲ့ကံတွေလုံးမပဲလို့တဏှိဋ္ဌာန်ချပြီးတော့ကောင်းအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း